အာကာသထဲမှာကျွန်တော်တို့မထင်မှတ်ထားတဲ့10ချက်နောက်ဆုံးတစ်ချက်ဟာကျွန်တော်တို့အားလုံးကိုအံ့ဩသွားစေမှာပါနံပါတ်10ကျွန်တော်တို့နေနေတဲ့ universe ဟာအနှစ်73.8 billion သက်တမ်းရှိပြီဆိုလိုတာကလူသားမျိုးနွယ်ပေါ်လာပြီးကတည်းကကြာတဲ့အချိန်တက်တောင်းစားတစားပို့ကြတယ်နံပါတ်9ကျွန်တော်တို့မြင်နိုင်တဲ့ universe ဟာနှစ်ဖက်63 billion အလင်းနှစ်ကျဲတယ်ဘယ်လောက်ကျဲတယ်ဆိုရင်ကိန်းကနန်းနဲ့မင်းအုံနောက်ဆောင်းထားလို့မရဘူးနံပါတ်10 universe ဟာစက်တိုက်ချဲ့ထွင်နေတယ် galaxy တွေတစ်ခုနဲ့တစ်ခုနေ့တိုင်းပိုဝေးကွာနေကြတယ်ဒါကိုသိပ္ပံပညာရှင်တွေ dark energy ကြောင့်လို့ဆိုတယ်နံပါတ်9အာကာသထဲမှာအတန်မကြားရဘူးဘာကြောင့်လဲဆိုရင်အတန်ဟာလေထဲမှာပြေးနိုင်တာအာကာသမှာလေမရှိဘူးနံပါတ်6 universe ရဲ့အအေးဆုံးနေရာဟာ boomerang nebula ဆိုတဲ့ gas တိမ်တိုက်ဖြစ်တယ်အဲ့ဒီမှာအပူချိန်မင်းနဲ့282 degree Celsius ရေခဲသတ္တာထက်280ဆပိုအေးတယ်နံပါတ်5အာကာသမှာရောက်ဖူးတဲ့လူတွေမြင့်ရောက်သွားတယ်ဘာကြောင့်လဲဆိုရင်ကြောရိုးအစ်စ်တွေဆွဲငင်အားမရှိတဲ့ခိတ္တချဲ့လာတာကြောင့်နံပါတ်4 Halley's Comet ဆိုတဲ့ကျေရာယာမီးလုံးကြီးကိုနောက်ဆုံး1986ခုနှစ်မှာမြင်ခဲ့ကြတယ်2061ခုနှစ်မှာပြန်မြင်ရမယ်နံပါတ်3 NASA သိပ္ပံပညာရှင်တွေကျေပွင့်နေ Black Hole ရဲ့ data ကိုတချင်းအတန်အဖြစ်ပြောင်းပြီးနားထောင်နိုင်တယ် YouTube မှာ NASA Sonification ရိုက်ရှာကြည့်ပါနံပါတ်2 Universe တစ်ခုလုံးရဲ့ကျေပွင့်အယောင်တွေပေါင်းစပ်ရင်အဖြူဝါ cream ရောင်ထွက်တယ်သိပ္ပံပညာရှင်တွေဒီအယောင်ကို Cosmic Latte လို့ခေါ်တယ်နံပါတ်1အာကာသမှာရောက်ဖူးတဲ့လူတွေအာကာသနန့်ကိုဖော်ပြကြတယ်ဟင်းကင်းစာနန့်နဲ့တန်ပျော်ကြီးရောနေတယ်လို့ဆိုတယ်ဘာကြောင့်လဲဆိုရင်စိတ်ကန်းနန့်ကိုတင်ယူပြီးခံမှန်းကြတာပဲအာကာသ fest တွေနောက်ထပ်ကြည့်ချင်ရင် follow လုပ်ထားပါ